YouTube ပေါ်ကနေပြီးတော့မှဗီဒီယိုတွေကိုကြည့်တာပတ်စံရလားကျွန်တော်မေးချင်တာကလူတွေအကုန်လုံးကိုကျွန်တော်မေးချင်တယ် YouTube ပေါ်မှာဗီဒီယိုတွေကြည့်ကြတယ်စကားတွေကြည့်ကြတယ်ကျွန်တော်တို့က music တွေနားထောင်တယ်ကျွန်တော်တို့ကတခြားကျွန်တော်တို့ကဒီအောင်မြတ်တာအကြောင်းတွေနားထောင်တယ်ဒီလိုမျိုးနားထောင်ပြီးတော့တချို့ဆိုလို့ရှိရင်ညဆိုလို့ရှိရင်အိတ်မယ်ဆိုလို့ရှိရင်တောင်မှဒီအောင်မြတ်တာတွေနားထောင်ပြီးတော့မှအိတ်နေကြတယ်ဒီလိုမျိုးကြည့်တဲ့ဟာတွေကကျွန်တော်ပတ်စံရလားဒါပေမဲ့နားထောင်လို့ရတယ်ပတ်စံမရဘူးပတ်စံရအောင်ဒီလိုမျိုးကျွန်တော်တို့စကားတွေပဲကြည့်ကြည့်နေပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲကြည့်ကြည့်ကျွန်တော်တို့ကသင်တန်းအကြောင်း free တင်ပေးထားတဲ့အကြောင်းအရာတွေပဲကြည့်ကြည့်ပတ်စံရအောင်ဘယ်လိုမျိုးဒီ join ရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာထည့်ပြီးတော့မှပြောပြသွားမယ်တနည်းအားဖြင့်ပြောရလို့ရှိရင် YouTube ပေါ်ကဗီဒီယိုတွေကြည့်ပြီးတော့မှပတ်စံရတယ်အဲ့ဒါကတနည်း YouTube channel ထောင်ပြီးတော့မှကြည့်ရှုလက်နိုင်4000နဲ့ကျွန်တော်တို့က subscriber 1k ပြည့်ုံနဲ့ကျွန်တော်က YouTube model ချင်းရှောက်ပြီးတော့မှဒီကျွန်တော်တို့ကပတ်စံရှာလို့ရတဲ့နီးရတနည်းကျွန်တော်အခုပြောပြမယ်နီးလန်းကYouTube ပေါ်ကဗီဒီယိုတွေကိုကြည့်ပြီးတော့မှပတ်စံဝင်အောင်ဘယ်လိုမျိုး join ရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာထည့်ပြီးတော့မှပြောပေးသွားမယ်အဲ့ဒါကပထမတစ်ချက်ဒုတိယတစ်ချက်ကကြတော့ဒီတကယ်လို့မှပတ်စံတွေဝင်ပြီးပဲထားကြပါကြကျွန်တော်တို့ကမြန်မာနိုင်ငံကနေတယ်ပတ်စံဘယ်လိုမျိုးထုတ်ရမလဲသူတို့ပေးတာကကျွန်တော်တို့ဒေါ်လာပေးတာဗျာကျွန်တော်တို့ကမြန်မာပတ်စံလိုချင်တာလေတနည်းအားဖြင့်ပြောရင်ကျွန်တော်တို့လူတိုင်းသုံးနေကြတယ် KB ဝေပေးKB ဝေပေးနဲ့ပတ်စံတွေရအောင်ဘယ်လိုမျိုးထုတ်ရမလဲအဲ့ဒါကြီးလဲကျွန်တော်ဆက်ပြီးတော့ပြောပေးသွားမယ်သူကကျွန်တော်တို့ YouTube ပေါ်မှာကြည့်မဲ့ဗီဒီယိုကကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒေါ်လာပေးတယ်အဲ့ဒေါ်လာကကျွန်တော်တို့က Binance နဲ့ထုတ်လို့ရတယ်ကျွန်တော်တို့ကမြန်မာနိုင်ငံမှာဆိုလို့ရှိရင် Binance ဆိုတာလူတိုင်းသုံးနေကြတယ်ဗျBinance ထုတ်လို့ရမယ် True Money ထုတ်လို့ရမယ် PayPal ထုတ်လို့ရမယ်ကျွန်တော်တို့တနည်းကျွန်တော်တို့အတွက်အားတာချက်ကလည်းကျွန်တော်က Binance သုံးထားတယ်ဗျကျွန်တော်လက်ရှိမှာလည်းကျွန်တော် Binance account ဖွင့်ထားတယ်ဒီလို Binance သုံးနေတယ်ပေါ့ဗျာဒီ Binance ကနေပြီးတော့မှကျွန်တော်တို့ဒေါ်လာရလာမယ်အဲ့ဒေါ်လာကနေပြီးတော့မှကျွန်တော်တို့ကဒီ Binance က KB ဝေပေးနဲ့ join ထားတာပဲဖြစ်ပါတယ်ဗျတကယ်လို့မှ Brother မိတ်ဆွေတို့က Binance account ကိုဖွင့်ပြီးတော့မှ KB ဝေပေးနဲ့မ join ရသေးဘူး Binance account လည်းမဖွင့်ရသေးဘူးဆိုလို့ရှိရင်တော့နောက်ဗီဒီယိုမှာကျွန်တော် Binance account ဘယ်လိုမျိုးဖွင့်ရမလဲ KB ဝေပေးနဲ့ဘယ်လိုမျိုး join ရမလဲကျွန်တော်က Binance ထဲကိုပတ်စံတော့ကျွန်တော်မြန်မာငွေပတ်စံတွင်းပြီးတော့မှဒေါ်လာဘယ်လိုမျိုးပြန်ရလာအောင်လုပ်ရမလဲဒါတွေကစကျွန်တော်နောက်ပိုင်းဗီဒီယိုမှာကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ဗျဒီဗီဒီယိုထဲမှာဆိုလို့ကျွန်တော်Binanceအကြောင်းကိုချက်ပြီးတော့မှမပြောပြတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဗီဒီယိုကအရန်ရှည်သွားမှာဆိုတဲ့အတွက်ကြောင့်လို့ကျွန်တော်အသေးစိတ်တွေကိုကျွန်တော်Binanceအကြောင်းကိုမပြောပြတော့ဘူးကျွန်တော်ယခုပြောပြမယ့်အကြောင်းအရာက YouTube ပေါ်ကဗီဒီယိုတွေကိုစကားတွေကြည့်ပြီးတော့မှပတ်စံရအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ဒီဗီဒီယိုထဲမှာပြောပြတော့မှာဖြစ်ပါတယ်ဗျတကယ်လို့များစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုအစားအဆုံးလေးကြည့်သွားပြတော့ပါဗီဒီယိုကရှင်းနိုင်ပါတယ်ဗျဒါဆိုလို့ရှိရင်တော့ဆက်ပြီးတော့တွားရလိုက်အောင်ဗျပထမဆုံးအနေနဲ့ကျွန်တော်တို့ကYouTube ပေါ်ကဗီဒီယိုတွေကြည့်ပြီးတော့မှပတ်စံရအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုလို့ရှိရင်တော့ပထမဆုံးကျွန်တော်တို့ကPlayway ဆိုလဲကျွန်တော်တို့က application လေးကိုတွားရောက်ပြီးတော့မှdown ပေးရမှာဖြစ်ပါတယ်ဗျဒီ application တွေကိုတွားရောက်ပြီးတော့down ဖို့အတွက်ကလည်းကျွန်တော်တို့ကဘာမှထွေထူးထူးတိတ်ပြီးတော့ခေါင်းခဲเสียမလိုဘူး Play Store မှာအလွယ်တကူတွားရောက်ပြီးတော့မှ down လို့ရပါတယ်ဗျကျွန်တော်တို့က down မယ်ဆိုလို့ရှိရင်တော့ပထမဆုံးကျွန်တော်တို့က VPN လေးကိုအရင်ဆုံးခံပြီးမှတာလင်း Play Store မှာတွားရောက်ပြီးတော့မှ down လိုက်ပါဗျကျွန်တော်ကတော့ဒီဗီဒီယိုထဲမှာ down ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ down မပြတော့ပါဘူးဗျဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပထမဆုံး duration လေးကိုမဝင်ခင်မှာ VPN လေးတွားရောက်ပြီးတော့မှခံလိုက်ပါဗျတွားပြီးတော့ဖွင့်လိုက်ပါဗျအရင်ဆုံးကျွန်တော်တွားရောက်ပြီးတော့မှဖွင့်လိုက်ပါမယ်ကျွန်တော်တို့က VPN လေးကိုတောင်းပြီးသွားပြီဆိုလို့ရှိရင်တော့ Playway ဆိုတဲ့အကောင့်လေးတွေကိုတစ်ချက်ဝင်လိုက်ပါဗျ software လေးတွေကိုဝင်လိုက်ပါကျွန်တော်တို့ကဒီနေရာမှာဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်လိုမျိုးတွေပေါ်လာမှာပဲဖြစ်ပါတယ်ဗျဒီပေါ်ကျွန်တော်တို့လိုမျိုးမပေါ်ခင်မှာကျွန်တော်တို့ကGmail နဲ့ချိန်မှလားဆိုတာကိုတွားရောက်ပြီးတော့မှချိန်ပေးရမယ်ဟိုက်ချိန်ထားတဲ့ Gmail ကလည်းကျွန်တော်တို့ကYouTube မှာကျွန်တော်တို့ကဝင်ထားတဲ့ Gmail အကောင့်ပဲဖြစ်ရမှာပဲဖြစ်ပါတယ်ဗျဒီလိုမျိုးဖြစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုမျိုးနေရာကိုရောက်ရှိလာပါလိမ့်မယ်ဗျဒီလိုမျိုးရောက်ရှိလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပထမဆုံးဒီမှာလက်တွဲနှုတ်တဲ့အားလေးရှိမယ်ကျွန်တော်တို့ကဒီမှာအောက်ဆုံးမှာတွေ့ရပါလိမ့်မယ်ဗျတွေ့ရပါလိမ့်မယ်ကျွန်တော်တို့ကဒီအပိုင်းတွေကိုကျွန်တော်တို့ကပထမဆုံးမသွားခင်မှာအရင်တော့ကျွန်တော်တို့ကဒီကောက်ကပတ်စံဘယ်လိုမျိုးကျွန်တော်တို့ကရလဲဆိုတာကိုဒီမှာအပေါ်မှာတွားပြီးတော့ကြည့်လို့ရပါတယ်ဗျကျွန်တော်ကတော့ဒီနေရာမှာ$0.03530ပဲရပါသေးတယ်ဗျဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ခဏလေးစောင့်ပေးလိုက်ပါဗျလိုင်းတွေကတိတ်ပြီးတော့မကောင်းပါဘူးဗျအဲ့ဒါကြောင့်မလို့ပါခဏလေးစောင့်ပေးလိုက်ပါ
ကျွန်တော်တို့ကဒီကောင်လေးကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့လက်ရှိမှာကျွန်တော်ရရှိတဲ့ဒေါ်လာကတော့0.03ဒေါ်လာပဲရရှိပါသေးတယ်ဗျကျွန်တော်တို့ကပတ်စံထုတ်မယ်ဆိုလို့ရှိရင်တော့ဒီအောက်မှာကျွန်တော်တို့က Binance တွေရှိတယ်ကျွန်တော်တို့ကအတုံးပြပါတွေရှိပါတယ်ဗျဒီမှာ PayPal တွေရှိတယ်ဗျဒီဟာလေးတင်လားဆိုလို့ရှိရင်တော့မဟုတ်သေးပါဘူးဗျဒီအောက်မှာဆိုလို့ရှိရင်အများကြီးရှိပါတယ်ဗျနော်ကျန်နေတဲ့နေဟာနဲ့ထုတ်လို့ရတယ်ဒီကျွန်တော်တို့ထိုင်းနိုင်ငံကဆိုလို့ရှိရင်တော့ True Money နဲ့အလွယ်တကူထုတ်လို့ရမှာပဲဖြစ်ပါတယ်ဗျဒီဟာတွေကတော့ကျွန်တော်တို့ကပတ်စံထုတ်လို့ရမယ့်နေရာတွေပဲဖြစ်ပါတယ်ဗျကျွန်တော်ချိန်မှာ Binance အကောက်ကလည်းရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ပတ်စံထုတ်မယ်ဆိုလို့ချင်းဒီ Binance ကိုရွေးပြီးတော့မှထုတ်လို့ရပါတယ်ဗျကျွန်တော်ဒီနေရာမှာတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်လိုက်မယ်ဆိုလို့ချင်းဒီမှာကျွန်တော်ချိန်မှာကဒီပတ်စံမရှိတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးတွေပြထားတာပဲဖြစ်ပါတယ်ဗျဒီ Binance နဲ့ထုတ်မယ်ဆိုလို့ချင်းတော့ကျွန်တော်တို့ကကျွန်တော်တို့ Binance အကောက်တဲ့ကိုကျွန်တော်တို့ကUSD ရောက်လာမယ် USD ရောက်လာပြီးတော့ဆိုလို့ကျွန်တော်ဒီ Binance ကနေပြီးတော့မှ KP WP နဲ့ကျွန်တော်တို့ကပြန်ပြီးတော့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အကောင့်တွေနဲ့ထုတ်လို့ရမှာပဲဖြစ်ပါတယ်ဗျဒီကောင်တွေကဒီ USD တွေကပတ်စံတွေကဘယ်ကနေဘယ်လိုရတာလဲဆိုတာကိုဆက်ပြီးတော့ပြပေးသွားမှာဖြစ်ပါတယ်ဗျဘယ်လိုမျိုးကြည့်ရမှာလဲဆိုတာကိုဒီအောက်မှာကျွန်တော်ကမှဒီကျွန်တော်တို့ကြည့်ရမယ့်ဗီဒီယိုပုံစံမျိုးလေးရှိပါတယ်ဗျဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါတစ်ချက်နှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ဒီနားမှာကျွန်တော် server မှာကျွန်တော်တို့ကရိုက်ရှာလိုက်ပါဗျရိုက်ချလိုက်ပါဆိုတာကဘာလို့မိတ်ဆွေတို့ကဒီဘာအကြောင်းအရာတွေကိုကြည့်ကျင်တာလဲကျွန်တော်တို့ကဘေး channel ကကျွန်တော်တို့က crazy ဖြစ်လဲကျွန်တော်တို့ဘေး channel ကကျွန်တော်အမြဲတမ်းကြည့်ဖြစ်လဲဆိုတာကိုဒီနေရာမှာရိုက်ရှာပေးရမှာဖြစ်ပါတယ်ဗျသူတို့ရဲ့ user name ကိုရိုက်ရှာလိုက်ပါကျွန်တော်ကတော့ဒီနေရာမှာ THC browse ဆိုကြမှာရိုက်ရှာကြည့်လိုက်ပါမယ်ဗျကျွန်တော်အမြဲတမ်းကြည့်တဲ့ဒီကျွန်တော်နည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဝင်ငွေချလို့ရမယ့်အကြောင်းအရာတွေကိုကျွန်တော်အမြဲတမ်းကြည့်ဖြစ်ပါတယ်ဗျဒီ channel မှာတွားရောက်ပြီးတော့မှကြည့်လိုက်လို့ရှိရင်ဒီမှာအများကြီးဒီမှာသူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးတွေ့ရပါလိမ့်မယ်ဗျကျွန်တော်ကတော့အပေါ်မှာဒီကျွန်တော်တို့ပတ်စံချလို့ရမယ့်ဟာလေးကိုတစ်ချက်တွားရောက်ပြီးတော့မှကြည့်လိုက်ပါမယ်ဗျဒီမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ဒီအောက်ကဟာလေးကိုဆက်ပြီးတော့နှိပ်လိုက်ပါဗျတစ်ချက်နှိပ်လိုက်ပါမယ်ခဏလေးစောင့်ပေးလိုက်ပါဗျကျွန်တော် line နေမကောင်းတဲ့အတွက်နည်းနည်းတော့ကျွန်တော်တို့ကကြာပါလိမ့်မယ်ဗျဒီလိုမျိုးကြော်ညာတွေပညာတွေတက်လာပြီဆိုလို့ရှိရင်တော့ဒီတော့က download ပဲဆွဲကြိုက်နေမဆွဲပါနဲ့ဗျနော်ဒီအောက်ကဟာလေးကိုတစ်ချက်နှိပ်လိုက်ပါဘာလို့ဆိုတော့ကြော်ညာတွေတက်လာတာဗျနော်ဒီလိုမျိုးကြော်ညာတွေတက်လာတယ်ဆိုလို့ရှိရင်တော့ခဏလေးစောင့်ပေးလိုက်ပါဘာဖြစ်လဲဆိုတော့ဒီကြော်ညာတွေကြည့်ရတာလေကျွန်တော်တို့တော့ကပတ်စံရမှာပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ကဗီဒီယိုတစ်ပုဒ်ကိုတခြား channel အကောင့်တွေတွားရောက်ပြီးကြည့်မယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးကြော်ညာတွေကတော့တက်လာမှာပဲဖြစ်ပါတယ်ဗျဒါတွေကိုကျွန်တော်တို့ကဒီကြော်ညာတွေမကြည့်ချင်ဘူးစိတ်ညစ်နေတယ်ဆိုလို့ရှိရင်တော့ဒီကျွန်တော်ပတ်စံရဖို့တော့ကလုံးဝကိုလွယ်ကူမှာမဟုတ်ပါဘူးဗျဒါကြောင့်မလို့ဒီကြော်ညာလေးတွေကိုကျွန်တော်ပြီးအောင်ဆုံးအောင်တော့ကြည့်ပေးရမှာပဲဖြစ်ပါတယ်ဗျခဏလေးစောင့်လိုက်ပါမယ်ကြော်ညာတွေကပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနားမှာ crossing လေးတွေ့ရပါလိမ့်မယ်ဗျဒီ crossing လေးကိုတစ်ချက်နှိပ်ပြလိုက်ပါနှိပ်လိုက်ပါမယ်ဗျနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ခဏလေးစောင့်ပေးလိုက်ပါဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်ဗျကျွန်တော်တို့ကဒီဗီဒီယိုတွေကိုကြည့်ရတာစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနကတော့အောက်ဘားတန်းလေးမှာပေါ်သေးခြင်းတယ်ဆိုလို့ရှိရင်တော့ဒီဘေးနားကအတဲလေးကိုပေးထားလို့ရပါတယ်ဗျာနော်ဒီမှာအတဲလေးတွေပေးထားလို့ရတယ်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်အတဲလေးတွေပေးလိုက်တဲ့ချိန်မှာပေါ်လာမှာပဲဖြစ်ပါတယ်ဗျာဒီကောင်လေးကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါဗျာနှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်တော့ခုနလိုမျိုးပဲကြော်ညာတွေထပ်ပြီးတော့ပေါ်လာမှာပဲဖြစ်ပါတယ်ဗျာဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ဘာမှစိတ်ပူစရာမလိုဘူးစိုးရင်စရာလည်းမလိုဘူးဘာလို့ဆိုတော့ကျွန်တော်တို့ကဒီလိုမျိုးကြော်ညာတွေတက်လာလေကျွန်တော်တို့တော့ကပတ်စံပိုရလေပါပဲဗျဒါကြောင့်မလို့ဒီကြော်ညာတွေကိုပြီးအောင်ဆက်ပြီးတော့ကြည့်ပေးရပါမယ်ဗျတချို့ဗီဒီယိုတွေမှာဆိုလို့ရှိရင်တော့ကြော်ညာတွေအများကြီးမတက်ဘူးဘာလို့တချို့ဗီဒီယိုမှာကြော်ညာတွေမတက်ထားလဲဆိုလို့ရှိရင်တို့ကကျွန်တော်တို့ကဒီ YouTube မှာဒီဘယ်လိုပြောရမလဲပတ်စံဝင်ငွေရတဲ့အကောင့်တွေ YouTube channel အကောင့်တွေမဟုတ်သေးလို့ပါဗျကျွန်တော်ခုနကကြည့်လိုက်တဲ့ channel ကကြတော့သူကဒီပတ်စံဝင်ငွေတွေရရှိနေတဲ့အကောက်ပဲဖြစ်ပါတယ်ဗျဒါကြောင့်မလို့ကျွန်တော်တို့ရှိမှာကြော်ညာတွေလှိမ့်ပြီးတော့တက်နေတာပဲဖြစ်ပါတယ်ဗျဒီဟာလေးကိုတော့ပြီးဆုံးအောင်ကြည့်ဖို့တော့လိုအပ်ပါမယ်ကြော်ညာကပြီးသွားပြီဆိုလို့ရှိရင်တော့အပေါ်ဆုံးက crossing လေးကိုပဲခုနအတိုင်းပဲဆက်ပြီးတော့နှိပ်ပေးလိုက်ပါခဏလေးစောင့်ပေးလိုက်ပါဆက်ပြီးတော့ crossing ဆက်နှိပ်ပေးလိုက်ပါဗျဒါဆိုလို့ရှိရင်တော့ဒီမှာအပေါ်မှာကြော်ညာတွေဗီဒီယိုတွေကြည့်လို့ရပြီဒါမျိုးတွေမကြည့်ချင်ဘူးဆိုလို့ရှိရင်လည်းဒီမှာအပေါ်မှာ crossing လေးပါတယ်ဆို crossing လေးနှိပ်လိုက်ပါပတ်စံပူရကျင်တယ်ဆိုလို့ရှိရင်တော့ဒီကောင်နှိပ်ပါကျွန်တော်ကကြော်ညာတွေကြည့်ရတာမကြည့်ချင်ဘူးကျွန်တော်ဟိုကောင်လေးကိုပဲကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ခုနကဗီဒီယိုပဲကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ဒီမှာတွားရောက်ပြီးတော့မှဒီ crossing လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဗျကျွန်တော်ကတော့အရင်ဆုံးနှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာခဏလေးစောင့်လိုက်ဒီမှာ line တွေမကောင်းလို့ပါဗျာနော်ခဏလေးစောင့်ပေးလိုက်ပါကျွန်တော်ဆိုလို့ရှိရင်တော့ဒီတိုင်းလေးပဲကြော်ညာတွေကြည့်နေတယ်ဒီမှာအောက်မှာလည်းကျွန်တော်ဒီမှာအတန်လေးနဲ့ဖွင့်ထားတယ်ဗျဒီ
ဒီကောင်လေးကျွန်တော်တစ်ခုပြီးတစ်ခုကြည့်လိုက်တာအပေါ်ဆုံးမှာခုနကတော့0.03ပဲရှိပါတယ်ဗျအခုဆိုလို့ရှိရင်ဒီမှာကျွန်တော်ရှိမှာဆိုလို့ရှိရင်ကြည့်လိုက်ပါ0.0408တောင်ဖြစ်လာပါပြီဗျဘာလို့ဆိုတော့ခုကကျွန်တော်ကဗီဒီယိုလုံးနေတဲ့အချိန်ခဏလေးတွေ့မယ်ရှိပါသေးတယ်ဗျကျွန်တော်တို့ကဗီဒီယိုတွေအကြာကြီးကြည့်မယ်ကြော်ညာတွေအကြာကြီးကြည့်မယ်ကျွန်တော်တို့ကကျွန်တော်တို့ YouTube ပေါ်ကကျွန်တော်တို့ကစကားတွေအများကြီးကျွန်တော်တို့ကဒီတချို့ဆိုလို့ရှိရင်ဇလန်းတူတွေရှိတယ်ဗျဇလန်းတူတွေရောဇလန်းအခြေတွေရောအောင်မြတ်တာတွေရောအများကြီးရှိတယ်အဲ့မှာတွားရောက်ပြီးတော့မှအဲ့လိုမျိုးတွေဒီ application ထဲမှာကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတရက်ကို$2 $2 $3လောက်ကလို့ကျွန်တော်အပြည့်မလို့ပါဘူးဗျ$2 $3ဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာငွေနဲ့ဆိုလို့ရှိရင်$ဆိုလို့ရှိရင်$4,000နဲ့ပဲတုံး$3ဆိုလို့ရှိရင်4,300နဲ့12,000ရမှာပဲဖြစ်ပါတယ်ဗျဒီကတော့ကျွန်တော်တို့ကကြည့်ဖို့တော့ကြော်ညာတွေရောဗာညာရောကြည့်ဖို့တော့လိုအပ်ပါမယ်ဗျကျွန်တော်ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ကျွန်တော် YouTube ပေါ်ကဗီဒီယိုတွေကိုကျွန်တော်တို့ကပတ်စံဘယ်လိုမျိုးရအောင်ဗီဒီယိုကြည့်ရင်လည်းပတ်စံဘယ်လိုမျိုးရှာရမလဲဆိုတော့ဒီဗီဒီယိုထဲမှာအားလုံးမိတ်ဆွေတို့ကိုပြန်လဲပြီးတော့မှမျှဝေပေးခဲ့တာဖြစ်ပါတယ်ဗျကျွန်တော်တို့ကနောက်ပိုင်းဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီချက်ကရလာတဲ့ပတ်စံတွေကိုကျွန်တော်တို့က Vine ထက်ကိုရောက်လာပြီဆိုလို့ရှိရင်ဒီ Vine ကနေပြီးတော့မှ KB ဝေပေးနဲ့ဘယ်လိုမျိုးချိတ်ဆက်ပြီးတော့မှထုတ်ရမလဲအကောက်တွေဘယ်လိုမျိုးဖွင့်ရလဲဆိုတော့နောက်ဗီဒီယိုမှာပြန်လဲပြီးတော့မှ share လုပ်ပေးသွားပါဦးမယ်ဗျဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ကဒီလောက်ပါပဲဗျအားလုံးအဆင်ပြေကြပါစေခင်ဗျာ